မထားနဲ့မထားနဲ့ဘာမနဲ့မနဲ့မနဲ့မပြင်းနဲ့တော့တမင်းနော်အဖေပဲနဲ့ဒီနေသလားဘာမှပြဖို့ဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါဗျာနော်တော်ကမိုင်းတာတော့ဘာမှ